တော်လေယောက်ျားမယူတော့ဘူး ဟဲ့ယူမှာဗောဟဲ့ ယူမယ်ဆိုလဲကို့တက်လဲကိုပြန်ကြည့်ရော မလေးကျုပ်တက်ကအခုမှလေ20ကျော်25ပဲရှိသေးတယ်25နှစ်ကျော်သွားတာလေ45နှစ်ဖြစ်နေပြီမဟုတ်လားတော်လေးရဲ့ ဟဲ့အဲ့ဒါကြောင့်မလို့လေငါကနေကို20ကျော်25နှစ်လို့ပြောတာဗော ဒီရွယ်ကြီးကြောင့်မတိုက်တဲ့သူရောရှိပါအောင်မလား ဟဲ့တွေ့ပြီလောင်း ဘာတွေ့တာလဲတော်လေးရဲ့ ဒီမောင် ငင်းငင်းလေးပဲ ဟုတ်တယ်ဒီမနက်ပဲအဲ့ကောင်လေးနဲ့ငါရီးစားဖြစ်သွားပြီ ဒေါ်လေးလိုပြူဟိုင်းယူ तू ကကြိုက်တယ် အော်ဟဲ့ငါတော့အခုဖိုင်းနေတယ်ပုံပြင်မလားဟဲ့မနေ့ကဘီဖိုင်ချိန်နေဒီနေ့ရီးစားဖြစ်သွားတာငါပုံကြည့် လွန်ခဲ့တဲ့အနှစ်20ကျော်ပုံရှင်းထဲတယ်ဟေး ဟဲ့ငါ့ကိုစာပို့ရတော့အပြင်မှာတွေ့ချင်တယ် ဝမ်ပြီ ဘာဝမ်းတာလဲ ဒေါ်လေးလိုတကောင်းလုံးဖြူနေတဲ့အဖွားယူတွေ့ဘသူကလက်ခံပါလဲလို့ အော်ဟဲ့ငါလေတကောင်းလုံးသာဖြူတာအသားရည်ကတင်းရင်ပြီးလှနေသေးတယ်ဟဲ့ အားဆိုလဲအလှဒီဇိုင်းလေးသွားပြီစပင်လေးပါလေးစိုးသွား မလိုပါဘူးမနှက်ဖြန်ကြမှာယူရှိတို့ရှော့မင်းနဲ့ခေါင်းလျှော်သွားလိုက်မယ်ဂျာနဲ့လေဟိုမောင်ကဘယ်နှစ်ခုနှစ်မွေးရလိုက်လဲ 82 ဟမ် ဟုတ်တယ်80နှစ်မှာမွေးရ82 born အဲ့ဒါဆိုရင်40ကျော်နေပြီပေါ့ ဟုတ်တယ်ဟုတ်အဲ့ကြောင့်မလို့မောင်လို့မခေါ်နေအောင်နော်ကိုလို့ပဲပေါ့ဘာလို့ဆိုတော့ကိုကပို့ပြီးအသက်ကြီးရလေ ရပါတယ်ဟိုမောင်လို့ပဲခေါ်လိုက်တော့မယ်ဘာဖြစ်လို့လဲဆိုတော့မ80ပေါင်းလေ ဗျာ 45နှစ်ရှိနေပြီမောင်လို့ပဲခေါ်လိုက်တော့မယ် မထင်အောင်မရဲ့ အမေမောင်ကပုံလို့တာပါနော်သူများတွေဆိုရင်ဒီရွယ်လောက်ဆိုရင်စပင်းကိုဖြူနေပြီ ဟာဟုတ်ဘူးတကယ်တော့မောင်တစ်ခုလုံးဖြူနေပြီဟုတ်မှုတကောင်းလုံးပြောတာဒီနေ့ကယူရှိတို့ချော်မဲလေးနဲ့ချော်လာလို့ ဟဲ့လား ဟုတ်တယ် တိုက်ဆိုင်လိုက်တာမောင်ရဲ့ဟိုမလည်းလေယူရှိတို့ရှော်မင်းနဲ့ရှော်လာတာ ဟုတ်လားဟုတ်အဲ့ဆိုရင်နှစ်ယောက်စလုံးနုပြိုပြီးတော့မရေးမိကြတာဖြစ်ပဲ အခုလျှော် ကူမဲယူရှိတို့ရဲ့ရှော်မင်း